ကျမလက်ဖက်နဲ့နေကြပုံစံလေးပြောပြချင်ပါတယ်ကျမကတစ်သီးနဲ့မုံနေပါတွေလှီးဖို့အတွက်ဓာတ်ကိုတီးတန့်လေးထားပါတယ်ဟင်းချက်တဲ့ဓာတ်ကကြက်သွန်နဲ့နေနေတယ်လို့မလို့တစ်သီးလေးတဲ့ဓာတ်တက်ထားမှာကိုအဆင်ပြေတာပေါ့နော်လက်ဖက်အစိတ်သားတို့ကိုတံမယိုသီးလေးလုံးသုံးပါတယ်တံမယာသီးတို့ရှောက်သီးတို့သုံးချင်လည်းသုံးလို့ရပါတယ်ပထမဆုံးလက်ဖက်တွေကိုရေနွေးပူပူတဲ့ကို9မိနစ်လောက်စိမ်ထားပါတယ်ရေနွေးတဲ့ကိုထည့်ပြုတ်လို့ရှိရင်ဤသွားမှာမို့လို့ကျမအဲ့လိုမျိုးဤပြပြမကြိုက်တာမို့လို့ဒီလိုလေးပဲစိမ်နေပေါ့နော်ငရုတ်သီးစိမ်းကိုတော့အတောက်20သုံးထားပါတယ်ပြီးရင်တော့လက်ဖက်တွေကိုရေစစ်ပြီးတော့ရေအေးထက်ထဲတခြားစီးပါမယ်ရေအေးဆိုတာကရေခဲရေကိုပြောတာမဟုတ်ပါဘူးရိုးရေအေးပါရေဆေးပြီးလို့ရှိရင်တော့ရေကိုလက်တစ်ဖက်နဲ့ညှစ်နိုင်သလောက်ညှစ်ပြီးတော့နောက်ထပ်ရေအေးထည့်ထားတဲ့စလုံးထဲကိုထည့်ပါမယ်ပြီးရင်တော့အဲ့ဒီရေအေးထဲမှာပဲတခြားထပ်ဆေးပါမယ်ရေနွေးနဲ့တစ်ထပ်စိမ်းရေအေးနဲ့နှစ်ထပ်ဆေးတာပေါ့နော်လက်ဖက်ကဆိုးဆေးတွေဝါထိန်ထိန်နေမပါတာမို့လို့ဒီလောက်ဆိုရင်လုံလောက်ပါပြီပြီးရင်တော့ရေကိုလက်နှစ်ဖက်နဲ့ပြောင်းတခြားလေးညှစ်ပါမယ်ရေညှစ်ပြီးရင်တော့လက်ဖက်တွေကိုဖွာလိုက်ပါမယ်စားထမင်းစားစွန်းနဲ့3ပုံ2ပုံထည့်ပါမယ်အချိုမုံလက်ဖက်ရည်စွန်းနဲ့2စွန်းထည့်ပါမယ်ငရုတ်သီးစိမ်းပပလိထားတာထည့်ပါမယ်တမယာသီးအရေးညှစ်ထည့်ပါမယ်ပြီးရင်တော့အရသာဝင်အောင်လို့တေချာလေးဖိပြီးတော့နေပါမယ်ဒီမှာဆိုလို့ရှိရင်အချိုမုံလက်ဖက်ရည်စွန်း2စွန်းထည့်ထားတာကလက်ဖက်အစိတ်သားမှာအချိုမုံကအဲ့လောက်ပဲထည့်တာပါပြီးတော့ကျမကလက်ဖက်အစိတ်သားဆိုလို့ရှိရင်1လလောက်စားရပါတယ်ပြီးရင်တော့လက်ဖက်တွေကိုအားရပါရဖိပြီးတော့နေပေးပါမယ်အဲ့လိုနေရင်လည်းဒီလိုတံမယာကြီးနဲ့စားရည်ရတာတွေထပ်လာပါမယ်ပြီးရင်တော့လက်ဖက်တွေကိုပြန်ဖွာပါမယ်ဖွာပြီးလို့ရှိရင်ခုနလိုပဲပြန်ဖိပြီးတော့နေပါမယ်3ခါလောက်ဖိနေလိုက်ပြန်ဖွာလိုက်နေဆိုလို့ရှိရင်တော့အရသာတွေကအားလုံးနှံ့သွားပါပြီပြီးရင်တော့ဘူးထဲကိုငပိတိတ်တလို့မျိုးလေးမခွအောင်လို့နည်းနည်းချင်းတိချဖိပြီးတော့တိတ်ထည့်ပါမယ်ထည့်ပြီးရင်တော့အဖုံးနဲ့တိချဖုံးရေခဲတတာဘေးကန်လေးထဲမှာပဲထားပါတယ်စားကနီးမှာဇွန်းတန်တန်လေးနဲ့ခတ်ပါမယ်တနားရီလောက်ကြိုပြီးတော့စားမဲ့ပကံနဲ့ကိုလိုတလောက်လေးထဲစီနဲ့စိန်ထားပါကျမကလက်ဖက်နှက်လို့ရှိရင်စီနဲ့ကြက်သွန်ပြူရဲ့ဂျင်းရဲ့လုံးဝမထည့်ပါဘူးစီထည့်ပြီးနှက်လို့ရှိရင်ချွတ်ချွဲဖြစ်ပြီးတော့ကြက်သွန်ပြူထည့်ရင်ညီးစော်နံလို့မလို့လုံးဝအောင်မကြိုက်တာပါတစ်ဖက်နှက်နေတော့မှရှိသေးတယ်ယောက်ျားကနှက်ပြီးလို့ရှိရင်သူလည်းစားအောင်မယ်ဆိုလို့ပဇွန်ကြောက်ရဲ့နှမ်းနဲ့ကြက်သွန်ဖြူကြော်ရဲ့ကြက်သွန်ဖြူအစိမ်းလေးရဲ့ဒီလိုလေးထည့်ပေးလိုက်ပါတယ်ည10နာရီရှိပြီဆိုတော့ပဲကြော်ထည့်မကြွေးတော့ပါဘူးလက်ဖက်နေတဲ့အခါမှာငရုတ်သီးကလက်မပူအောင်အသားငါးတွေရတာတွေနေတဲ့အခါမှာစနွန်းတွေလက်မှာအယောင်မဆွဲအောင်လို့လက်အိတ်လေးသုံးပါတယ်လက်အိတ်ကဒီလိုမျိုးဟာလေးတွေအလုံး90ပါတာမှာတစ်ထုပ်လုံးမှာ1000ဝန်းကျင်ပဲရှိတာဆိုတော့3လဲ3ပြောတယ်ပေါ့နော်